အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MM Backstory Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အပိုင်းတုန်းကရောမမျိုးကြီးကိုဘော်ဂျီယာတွေလက်ထဲကနေကယ်နေပြီး Brotherhood ညီနောင်အဖွဲ့အစည်းကြီးကိုထူထောင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ Ezio ရဲ့တိုက်ပွဲကိုပြောပြခဲ့တယ်နော်ဒီနေ့မှာတော့ Ezio Trilogy ရဲ့အကျဉ်းစားဇာတ်သိမ်းပိုင်းဖြစ်တဲ့ Assassin's Creed Revelation ဇာတ်လမ်းကိုပြောပြပေးသွားပါပါကဲဆက်စချင်းပါပဲကျွန်တော်တို့ဒီဘက်ခေတ်က Desmond ကြီးဘာတွေဖြစ်ကုန်လဲဆိုတာနဲ့စလိုက်ရအောင်ဘာသာဟုရဲ့နောက်ဆုံးမှာတော့က Desmond တယောက်ယူနိုရဲ့ထိန်းချုပ်မှုကြောင့်လူစီကိုဓာတ်နဲ့ထိုးလိုက်ရပြီးမေ့မျောသွားခဲ့တယ်မှတ်လားအဲ့လိုနဲ့ကိုမာဖြစ်သွားပြီးသူစိတ်ဝိညာဉ်လုံးဝသိမ်မသွားအောင်လို့ Rebecca နဲ့ရှောင်းတို့က Desmond Animate Set ရဲ့ save mode တစ်ခုဖြစ်တဲ့ Animate Island ထဲကိုထည့်ထားပေးရတာအဲ့ဒီကျွန်းလိုနေရာမှာ Desmond ကအရင်တော့စမ်းသပ်ခံပုံကိုဟောင်းကလေးဆိုတဲ့ Subject 16ရဲ့စိတ်ဝိညာဉ် program နဲ့တွားတွေ့တာကလေးက Desmond ဘာပြောလဲဆိုတော့Desmond မင်း Animate Set ထဲကနေနိုးချင်မင်းရဲ့ဘိုးဘေးတွေဖြစ်တဲ့ Altair နဲ့ Ezio တို့ရဲ့ memory တွေကိုအဆုံးထိ 100% ရအောင်စက်ကြည့်ရမယ်ဆိုပြီးတတိပေးလိုက်တယ်။အဲအကြောင်း Desmond လည်းသူစိတ်ဝိညာဉ်ပြန်နိုးထလာဖို့အတွက်အသက်50ကျော်နေပြီဖြစ်တဲ့ Ezio ရဲ့နောက်ဆုံးဘဝခီးစဉ် memory ရဲ့ထပ်ပြီးဝင်လိုက်ရတော့တာပေါ့။ရောမမြို့မှာ Caesar ကိုနှိမ်နှင်းပြီးတော့နှစ်တွေအတော်ကြာသွားခဲ့ပြီ။အသက်52နှစ်အရွယ်ရောက်လာခဲ့တဲ့ Ezio ကသူ့ရင်ထဲမှာမေးခွန်းတစ်ခုစပြီးမေးလာတာငါရဲ့တိုက်ပွဲတွေကလစားချိပွဲတွေအားလုံးပြီးသွားပြီ။ဒါပေမဲ့ assassin တယောက်အနေနဲ့ငါရဲ့တကယ်ဥတီချက်ကံကြမ္မာပါလဲပေါ့။ Ezio ကသူ့အဖေ Giovanni ချန်ထားခဲ့တဲ့စာအုပ်တွေကိုဖတ်ကြည့်ရင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း300နီးပါးခိုင်းချုပ်ကြီး Altair စပြီးအခြေချခဲ့တဲ့ Syria က Massive ရေတိုက်ကြီးကြောင့်တိသွားတာ။အဲ့မှာလည်းသူ့ရင်ထဲကမေးခွန်းတွေကိုအပြေရှာဖို့ Massive စီတယောက်တည်းခီးထွက်တော့တာပါ။1512ခုနှစ်နှင်းနေတဖွေးဖွေးကျနေတဲ့ Massive မြို့အောင်ကြီးကို Ezio ရောက်သွားချိန်မှာတော့ရဲတိုက်ကြီးကအရင်လိုငြိမ်းချမ်းသိမ့်စိတ်မနေတော့ဘူး။ Byzantine Templar စစ်တပ်ကြီးကအခိုင်အမာစခန်းချလာတာ။ရဲတိုက်အဝယ်မှာတင် Templar စစ်သားတွေရဲ့အငိုက်ဖမ်းတိုက်ခိုက်တာကိုခံလိုက်ရတာ။ Ezio ကအသက်ကြီးပြီဆိုပေမဲ့အရေးပြားအောက်ကသွေးရပူတော့ရန်သူတွေကိုတယောက်တည်းချပစ်တာပဲ။ဒါမဲ့ရန်သူအိမ်ကအရန်များတော့နာရဲ့ရုတ်တရက်Altair ရဲ့ဝိညာဉ်အရေးအရာကိုမြင်လိုက်တာရဲ့ကြောင့် Ezio တယောက်အဖမ်းခံလိုက်ရတော့တာ။ Templar စစ်ဗိုလ်ချုပ်ကြီး Nintro ဆိုတဲ့ကောင်က Ezio ရဲတိုက်တိုင်းမြင်ပေါ်ကနေကျိုးဆွဲချသေးတံပေးဖို့ပြင်တော့တာပေါ့။ဒါပေမဲ့ကျွန်တော်တို့ Ezio ဆိုတာတောင်းတန်လူမှမဟုတ်တာ။ကျိုးဆွဲချမဲ့စက္ကန့်ပိုင်းအလိုမှာပဲပပနက်နဲ့ကျိုးခွင်းကိုစစ်ဗိုလ်ချုပ်ရဲ့လေဘင်းကိုအမြန်ပြောင်းစွတ်ရဲတိုက်ကြီးပေါ်ကနေခုန်ချပြီးအသာလေးလွတ်သွားခဲ့တာ။အဲ့နောက် Ezio ကရဲတိုက်အထဲကိုပြန်ခိုးဝင်ရန်သူတွေကိုရှင်းရင်းနဲ့ Altair ရဲ့မြေရောက်စာကြီးတိုက်ကြီးရဲ့တက္ကမကြီးစီရောက်သွားတာ။အဲ့ဒီတက္ကကြီးကရှေးဦးမျိုးစုတွေရဲ့နီးပညာရေးနဲ့ပိတ်ထားတာဖြစ်ပြီးတက္ကကိုဖွင့်ဖို့တော့ငါးကြောင်းလို့လဲဆိုတာသိလိုက်ရတာ။ Ezio လည်း Templar စစ်ဗိုလ်ချုပ် Lindro နောက်ကိုမြင်းနဲ့အသေးတန်လိုက်ပြီး Hidden Blade နဲ့ထိုးတက်ပစ်လိုက်တာ။ Lindro တေကန်ဒီမှာသိလိုက်ရတာကတော့၄ချောင်းက Constantinople မြို့ကြီးအခုခေတ်မှာဆိုတူရကီနိုင်ငံအက်စတန်ဘူမြို့မှာဝှက်ထားဆဲဖြစ်ပြီးတော့တချောင်းကိုတော့တမ်ပလာတွေကသူ့ဖို့ရရှိထားပြီးပြီဆိုတာပဲအဲ့အနေပဲ Ezio လည်းတော့ငါးချောင်းရှာဖွေခီးစဉ်စရတော့တာပေါ့1512ခုနှစ်မှာ Ezio ကပင်လယ်ရေချောင်းကနေတဆင့်ခမ်းနားလာတဲ့ Constantinople မြို့ကြီးစီရောက်လာခဲ့တာစိတ်ကမ်းမှာတင်သူ့ကိုလာကြိုနေရကအဲ့ဒီမြို့က assassin ဂိုင်းကောင်းဆောင် Yusuf Tarzan ဆိုတဲ့လူငယ်လေး Yusuf ကစိတ်တဘောသားပွင့်လင်းပြီးလက်ရည်ထက်တဲ့သူEzio လိုဒန်နာအီလာ Master Assassin ကြီးကိုတွေ့လိုက်ရတော့ဝမ်းသာအားရဖြစ်နေတော့လား။ Yusuf က Ezio ကိုဂိုင်းစကန်စီခေါ်သွားပြီးမြို့ရဲ့အခြေအနေတွေကိုရှင်းပြတော့လား။ဒီမြို့မှာ Ormando Sultan ဘုရင်ကြီးရဲ့သားတွေအာဏာလုနေကြတာ။အဲ့ဒီနောက်ွယ်မှာပျက်စီးသွားပြီဖြစ်တဲ့ Byzantine Empire ကိုပြန်ထူထောင်ခြင်းတဲ့တမ်ပါတွေကတောင်းကျမ်းနေကြသေးတယ်ပေါ့။ Yusuf က Ezio ဂိုင်းစကန်မှာတင် Constantinople က Assassin တွေပဲသုံးတဲ့ခက်ဆန်းဆန်းလက်ဆွဲတော်လက်နက်တစ်မျိုးထုတ်ပေးတယ်။အဲ့ဒါကတော့ hoop plate ပဲဖြစ်ပါတယ်။ Yusuf က Ezio ပြုံးကြီးနဲ့ Ezio ဒီ hoop plate မှာအပိုင်းနှစ်ပိုင်းပါတယ်။တစ်ခုက hoop jade ကျန်တစ်ခုက blade ဓာတ်ပေါ်ဆိုပြီးဟာတာလေးနှောက်ပြီးမိတ်ဆက်ပေးတာ။ဒီလက်နက်နဲ့ဆိုရင်မြင်မားတဲ့အစာအုပ်တွေကိုမြင်မြန်ဆန်ဆန်တတ်နိုင်အောင်လည်းမကအောင်။မျိုးနှံကြိုးတန်းတွေပေါ်ကနေအရှိန်နဲ့ရှော့စီးနိုင်တဲ့ zip line နည်းပညာကိုပါပိုင်နိုင်သုံးလာနိုင်တော့တာပေါ့။ရန်သူတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလဲခေါင်းပေါ်ကနေကြော်လွှားတာမြေပေါ်ဆွဲလဲတာတွေပါလုပ်လို့ရသွားတယ်။အဲ့နောက် Yusuf ကမြို့ရဲ့နာမည်ကြီးမြေပုံဆွဲဆရာကြီး Piri Reis နဲ့လည်းမိတ်ဆက်ပေးသေးတယ်။ Piri Reis ရဲ့စာကြီးတိုက်မှာ Ezio ကတိုက်ပွဲတွေမှာသုံးဖို့အမျိုးအစားဆုံးဘုံလုံနည်းတွေကိုတင်ယူခဲ့ရတယ်
ရန်သူကိုအပြက်ရှင်းတဲ့ tactical ဘုံတွေအာယုံလွှဲတဲ့ diversion ဘုံတွေမီးခိုးဘုံတွေစုံနေတာပဲ Massive Thor ရဲ့လှုပ်ဝက်ချက်ကိုစုံစမ်းဖို့အတွက် Ezio ကမြို့ထဲကစာအုပ်ဆိုင်လေးတစ်ဆိုင်စီရောက်သွားတာအဲ့ဒီစာအုပ်ဆိုင်ပိုင်ရှင်ကတော့ဗီနစ်မြို့ကနေလာရောက်အခြေစိုက်ထားတဲ့အသိပညာဗဟုသုတကျွဲဝါလုံးနဲ့အမျိုးသမီးလေးဆိုဖီယာစာတာပါပဲကျွန်တော်တို့ Ezio ကြီးကချမ်းမင်းဖြစ်တဲ့ဆိုဖီယာကိုမြင်ချင်းပါပဲရင်ထဲမှာတန်ရုံးစင်စိတ်လေးတွေစပေါ်လာတော့တာပေါ့ဒါမဲ့သူကသူ့ရဲ့ assassin တရုတ်မှန်ကိုဖုံးကွယ်ထားပြီးဆိုဖီယာကိုရှေးအောင်စာအုပ်စုဆောင်းသူအဖြစ်ပဲမိတ်ဆက်လိုက်တာဆိုဖီယာရဲ့အကူအညီနဲ့ကွန်စတန်တီနိုပဲမြို့အနှံ့မှာမြုပ်နှံထားတဲ့သမိုင်းဝင်ကိုတက်စာအုပ်တွေကိုလိုက်ရှာနိုင်ခဲ့တယ်အဲ့ဒီစာအုပ်တွေကလှည့်ဝက်တင်ကေတာမြေပုံတွေကိုတုံးပြီးမြေရောက်ရှေးအောင်ဗိမ္မာန်ရဲမှာဖွက်ထားတဲ့ပထမအဆုံး Massive တော့ရှာတွေ့သွားခဲ့တယ်ဒါမဲ့ဒီတော့တွေကတာမန်တော့တွေမဟုတ်ဘူးEzio ကတော့ကင်လိုက်တာနဲ့တော့ထဲမှာတင်ထားတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း300နီးပါးဂိုင်းချုပ်ကြီးအထာရဲ့ memory ကိုဓာတ်ရိုက်မြင်တွေ့ရတာမျိုးပထမဆုံးတော့မှာအထာရဲ့အသက်16နှစ်အရွယ်လူငယ်ဘဝမာစီရဲ့ဖြဲတိုက်ကိုတစ်ဆက်ပေါက် Harris နဲ့ Templar တိုက်တွေတိုက်ခိုက်ချိန်မှာအထာကဆရာကြီးအမူအားလင်ကိုရေရဲဝုန်းဝုန်းကယ်နေခဲ့ပြီးလူငယ် assassin အဖြစ်စတင်နာမည်ကြီးလာခဲ့တဲ့အဖြစ်အပျက်ကိုပြန်မြင်ရတာပဲဖြစ်တယ်အတိတ်ကမန်မူရီကနေပြန်နိုးလာပြီးနောက် Ezio ကအော်မန်တိုမင်းသားငယ်ဆူလမန်နဲ့ခင်သွားတယ်။မင်းသားဆူလမန်ကနန်းတွင်းထဲမှာသူ့ဦးလေးမင်းသားအာမန်နဲ့သူ့အဖေမင်းသားဆာလင်တို့ကြားအာနာလူပွဲတွေဘာကြောင့်ဖြစ်နေလဲဆိုတာကို Ezio နဲ့ပူးပေါင်းပြီးတိတ်ဆိတ်စုံစမ်းကြတော့တာပေါ့။ပထမဆုံးတော့ပြီးတော့ Ezio ကကြံတဲ့တော့တွေကိုရှာဖို့နီကိုလိုပိုလိုရဲ့ရှေးအောင်စာအုပ်တွေကိုမျိုးအနှံ့လိုက်စုရပြန်တယ်။ဆိုဖီယာရှာပေးရဲ့မြေပုံအတိုင်းဂါလာတာတာဝါအောက်ခြေကမြေရောက်ဗိမ္မာန်ထဲမှာဒုတိယမြောက်တော့ကိုရလိုက်တယ်။ဒီတော့ကိုကင်လိုက်တဲ့အခါအထာယာရဲ့အသက်26နှစ်အရွယ်မန်မိုရီကိုရောက်သွားတယ်။ခိုင်းချုပ်ကြီးအမူအာလင်က Apple Aiden ရဲ့စွမ်းအားကြောင့်လမ်းမရောက်သွားပြီးဂိုင်းဝိုင်တွေကိုထိန်းချုပ်လိုက်တာကြောင့်အထာယာကဆရာဖြစ်သူကိုမလွဲတာမရှောင်တာပဲပြန်သားလိုက်ရတယ်။အမူအာလင်ရဲ့ရုပ်ကလပ်ကိုမီးတကြုံနေတော့မှပဲအာနာမတ်မောတဲ့ Eva Sofia နဲ့အထာယာတို့ကြားပရိဖက်ကစတင်ဖြစ်ပွားခဲ့တာကိုပြန်မြင်ရတာပါ။တတိယမြောက်တော့တော့ Foreign of Ox မြေရောက်ကူအနက်ကြီးတွေကနေရခဲ့တာဒီတော့ထဲမှာတော့အထာဘဝရဲ့အခြေခွဲရဆုံးအခန်းကိုမြင်တွေ့ရတယ်အထာအသက်63နှစ်အရွယ်အထာနဲ့ဇနီးဖြစ်သူမာရီယာတို့မွန်ဂိုဘီယန်ကန်ချစ်ခန်းကိုတွားရောက်နှိမ်နှင်းနေတော့မာစီယက်မှာအဗက်ကအာနာသိမ့်ပြီးအထာရဲ့သားငယ်ဆက်ကိုတပ်ပစ်ခဲ့တာအထာပြန်ရောက်လာတဲ့အချိန်မှာတော့အဗက်ရဲ့တပည့်ဆွမ်မီရဲ့လှည့်ကွက်ကြောင့်ဇနီးဖြစ်သူမာရီယာပါတေဆုံးသွားခဲ့ရပြီးအထာတယောက်သားအကြီးဖြစ်တဲ့ဒါရင်နဲ့အတူမာစီယက်ကနေစီးစိမ်ရောအရာရာအကုန်စွန့်လွတ်ပြီးထွက်ပြေးခဲ့ရတော့လားအတိတ်ကမန်မိုရီကိုကြည့်ပြီးအပြင်လောကပြန်ရောက်တော့အယ်ဇီယိုကမင်းသားငယ်ဆူလမန်နဲ့ပြန်ဆုံတာမင်းသားရဲ့တောင်းဆိုချက်အရအော်မန်တိုနန်းတွင်ဂျန်နစ်ဆရီစစ်တီတွေကိုရုပ်ဖြတ်ခိုးဝင်ခဲ့တာဂျန်နစ်ဆရီတပ်မှုတာရစ်ကဗီဇာတိုင်းတမ်ပလာတွေနဲ့လှစ်ဝက်လက်နက်မောင်ကိုရောင်းနေရလို့တန်တရားရှိလို့ပဲအယ်ဇီယိုလည်းတာရစ်ကိုတစ်ဆက်ပေါက်ဆိုပြီးဂျန်နစ်ဆရီစခန်းထဲအထိခိုးဝင်ပြီးဓာတ်နဲ့ထိုးတက်ပစ်လိုက်တာဒါမဲ့တာရစ်တေကန်ဒီမှာဘာတိလိုက်ရလဲဆိုတော့အလွဲသွားပြီတာရစ်ကတကယ်သက်ဆက်ပါမဟုတ်ဘူးဗီဇာတိုင်းတမ်ပလာတွေရဲ့စစ်စခန်းတည်နေရကိုစုံစမ်းဖို့အတွက်လက်နက်မောင်ကိုရောင်းသူအဖြစ်ဟန်ဆောင်စုံစမ်းပေးနေတာဖြစ်နေတာတာရစ်မသိခင်လေးမှာအဇီယိုကိုဗီဇာတိုင်းတမ်ပလာတွေကကက်ပတိုရှာမြေရောက်မြို့ထဲမှာခိုလုံနေကြတယ်ဆိုတော့အဓိကသတင်းအချက်လက်အမှန်ကိုပေးသွားခဲ့တယ်အဲ့အပြီးမှာတော့အဇီယိုကရေရောက်ရှေးအောင်ဗိမ္မာန်တစ်ခုထဲကနေစတုထမြောက်တော့ကိုထည့်ရလိုက်ပြန်ဒီတော့ထဲမှာတော့အသက်83နှစ်အရွယ်အဖိုးအိုကြီးဖြစ်နေပြီဖြစ်တဲ့အထာယာတယောက်မက်ဆက်မြို့ကြီးစီပြန်ရောက်လာတာကိုမြင်ရတာအထာယာကဂိုင်းကိုအာသမသိမ်းပိုက်ထားတဲ့တစ်ဆက်ဖောက် Airbus ကိုသူ့ရဲ့လက်သုံးတော်ဟေတန်ကန်နဲ့ပြစ်ခတ်ရှင်းပစ်လိုက်ပြီး Assassin ဂိုင်းတုံနေရာကိုပြန်လည်ရယူခဲ့စတုထမြောက်တော့ရပြီးရဲ့နောက် Ezio ကတမ်ပလာတွေပုံအောင်နေတဲ့ကက်ပတိုရှာဒေတာကိုထွက်ခွာဖို့ပြင်ရတော့တာပေါ့ကွန်စတန်တီနိုပဲမြို့တော်တကားဝါကနေကာကွယ်ရေးကြိုးတန်းကြီးကိုပုံခွဲရန်သူသင်္ဘောတွေကိုမီးရှို့ပြီးရတဲ့ပင်လယ်ကူးသင်္ဘောတစ်စီးကိုတုံးပြီးခရီးထွက်လာတော့တာအဲ့ဒီဒေတာမှာရှိတဲ့ဒယ်ရင်ကိုယူဆိုတာကတမိုင်းမှာတကယ်ရှိခဲ့တဲ့မြေအောက်အလွှာပေါင်းများစွာတူထားပြီးလူတောင်းတဲ့ချီပုံအောင်နိုင်တဲ့စိတ်ပျက်စရာမြေရောက်မျိုးကြီးဒယ်ရင်ကိုယူမြေရောက်မျိုးကြီးရဲ့ရောက်တာနဲ့အဇီယိုတယောက်ဘာလုပ်လဲဆိုတော့တမ်ပလာစစ်လက်နက်ပစ္စည်းတွေကိုမီးရှို့ဖောက်ခွဲပစ်တယ်ရန်သူစစ်ဗိုလ်ချုပ်ကြီးမန်နျူရယ်ကိုပါတွားရှင်းပစ်လိုက်ပြီးပြင်ဆင်မမြောက်မာဆက်တော့ကိုရိုက်ယူနိုင်လိုက်တာဒါပေမဲ့အဲ့ချိန်မှာပဲအမောင်တူတွေကနေပေါ်ထွက်လာတဲ့နောက်ွယ်ကတကယ်တမ်ပလာဂိုင်းချုပ်ကြီးကိုမြင်လိုက်ရတော့အဇီယိုတော်တော်လေးအံ့ဩသွားရတယ်။အဲ့ဒီဂိုင်းချုပ်ကဘာတူဖြစ်နေလဲဆိုတော့
အော်မန်ဒိုဆူဒတန်ဘရင်ကြီးရဲ့သားတော်ရှေ့ပိုင်းတွေကမင်းသားငယ်ဆူလမန်ရဲ့ဦးလေးဖြစ်တဲ့မင်းသားအာမတ်ဖြစ်နေလို့ပါမင်းသားအာမတ်ကအဲဇီယိုလောင်ပြုံးကြီးပြုံးပြရင်နဲ့အဲဇီယိုမင်းကန်စတန်တီနိုမြို့စီပြန်ရောက်တဲ့အခါငါစီကိုမတ်ဆက်တော့တွေအကုန်လာမပေးရင်မင်းအရန်ချစ်ရတဲ့စာအုပ်ပိုင်ရှင်မလေးဆိုဖီယာရဲ့အသက်ကိုမင်းတွေ့ရတော့မှာမဟုတ်ဘူးဆိုပြီးအပိုင်ချင်းချောက်ပြီးထွက်သွားတော့တာပါပြင်စမားရောက်တော့ရာပြီးချိန်မှာတော့အဲထာယာရဲ့အသက်62နှစ်အရွယ်နောက်ဆုံးမမ်မိုရီကိုအဲဇီကိုမြင်တွေ့လိုက်ရပြန်တာဒီတော့ထဲမှာအဲထာယာတယောက်အဆက်ဆင်အသိပညာတွေကိုကဘာအနှံ့ပြန့်ပွားစေဖို့မတ်ဆက်ကနေအဖွဲ့ဝင်တွေစေလုပ်ခဲ့တယ်ဒါရင်မကသေးဘူးအီတလီကုန်းတဲ့နီကိုလိုနဲ့မက်ဖီယိုပိုလိုတို့စီကိုတက်စာအုပ်တွေနဲ့တော့ငါးကြောင်လွှဲပေးလိုက်ပြီးကွန်စတန်တီနိုပယ်မှာထွတ်ထားဖို့မှာကြားခဲ့ရအောင်ပါသိလိုက်ရတော့တာပေါ့အဲဇီယိုလည်းသူချစ်ကျွမ်းဝင်နေတဲ့ဆိုဖီယာရဲ့ဘေးကင်းရေးအတွက်စိုးရိမ်တကြီးနဲ့ကွန်စတန်တီနိုပယ်မြို့စီချက်ချင်းပြန်ပြေးလာခဲ့တော့တယ်ဆိုဖီယာရဲ့စာအုပ်ဆိုင်စီရောက်သွားတဲ့အချိန်မှာတော့စာအုပ်ဆိုင်တစ်ခုလုံးရှုပ်ပွားဖျက်ဆီးခံထားတွေ့လိုက်ရတယ်အဲ့မှာသိလိုက်ရတာကဆိုဖီယာပြန်ပြေးဆွဲရခံလိုက်ရပြီဆိုတာပဲဒါပေမဲ့အဲ့ဒီစာအုပ်ဆိုင်ထဲမှာ SEO ပို့ပြီးရင်နာစီတာကတော့ဆိုဖီယာကိုကာကွယ်ပေးဖို့အတွက်နဲ့ရန်သူရာပေါင်းများစွာကိုတယောက်တည်းခုခံရင်မြေပြင်ပေါ်မှာဓာတ်ရရရင်နဲ့တေဆုံးနေတဲ့ assassin ခေါင်းဆောင် Yusuf ကိုတွေ့လိုက်ရတာပါ SEO ကသူ့အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့မိတ်ဆွေကောင်းတယောက်လိုကူညီပေးခဲ့တဲ့ Yusuf ရဲ့မျက်လုံးကိုဖြည်းဖြည်းလေးပိတ်ပေးလိုက်ပြီး request get in patch agent ဆိုတာအနားယူပါတော့ဆိုပြီးဝမ်းနဲ့ပူဆွေးစာပဲဆူတောင်းပေးလိုက်ရတော့တာပေါ့Yusuf တေဆုံးသွားတာရဲ့ဆိုဖီယာအဖမ်းခံလိုက်ရတာရဲ့ကြောင့်SEO ရဲ့ရှင်ထဲမှာဒေါရမီဟုံဟုံထောက်သွားတော့တာပါချက်ချင်းပဲမြို့ထဲမှာ assassin တပည့်တွေအကုန်လုံးကိုစုလိုက်ပြီးမင်းသားအာမတ်နဲ့တမ်ပလာစစ်တပ်ကြီးရှိရာစီခြိတက်သွားတော့တာဒါပေမဲ့ရန်သူငယ်တွေကိုကြော်ဖြတ်ပြီးမင်းသားအာမတ်နဲ့လည်းရေဆိုင်တွေ့ရောဆိုဖီယာရဲ့အသက်ဘေးကင်းဖို့အတွက်မာစီယက်တော့တွေကိုမင်းသားအာမတ်စီလွှဲပေးလိုက်ရတာတော့တွေရတာတော့မကျေနပ်သေးပဲနဲ့မင်းသားအာမတ်ကဆိုဖီယာကိုဖះเจ้าမျှော်စင်ကြီးပေါ်မှာကျိုးဆွဲချတတ်ဖို့အမိန့်ပေးလိုက်သေးတယ်။ဒါပေမဲ့အဲဇီကရဲတိုက်တိုင်းတွေပေါ်ကနေအသေးအံခုန်ချပြီးကျိုးတန်းတန်းဖြစ်နေတဲ့ဆိုဖီယာကိုစက္ကန့်ပိုင်းလေးအလိုမှာပဲကယ်ထုတ်နိုင်ခဲ့တယ်။ပြီးရနဲ့အဲဇီကမြင်းရထားနဲ့ထွက်ပြေးသွားတဲ့မင်းသားအာမန်နောက်ကိုအပြင်းထန်လိုက်တော့တာပဲ။တောင်ကြားလမ်းကွေးကောက်တွေမှာမြင်းရထားနှစ်စီးအသေးအံအပြိုင်မောင်းရင်းနဲ့ရန်သူတွေပြစ်ခတ်မှုကြားထဲကပဲမင်းသားအာမတ်ရဲ့မြင်းရထားကိုကြောက်ကဘာအောက်တိုက်ချပစ်လိုက်တာ။မြေပေါ်ကျလို့အဲဇီယိုကအာမတ်ကိုပွဲသိမ်းတော့မဲ့အချိန်မှာပဲဝုန်းဆိုပြီးအော်မန်ဒိုစစ်တပ်ကြီးနဲ့အတူမင်းသားဆူလမန်ရဲ့အဖေဖြစ်တဲ့ဆူလတန်စာလင်ရောက်လာတာဆူလတန်စာလင်ကတိုင်းပြည်ကိုတစ်ဆက်ဖောက်တဲ့အကိုဖြစ်သူမင်းသားအာမတ်ကိုမင်းကအော်မန်ဒိုမိသားစုရဲ့အဆက်ရစရာပဲဆိုပြီးကြောက်ကဘာပေါ်ကနေအောက်ခြေဒီဒေါသတကြီးနဲ့တွန်းချတက်ပစ်လိုက်တော့တာပါပြီးတော့မင်းသားဆူလမန်ရဲ့တောင်းဆိုမှုကြောင့်အဲဇီယိုကိုကွန်စတန်တီနိုပယ်မြို့ကနေအသက်ချမ်းသာရပေးပြီးထာဝရထွက်ခွာသွားဖို့အမိန့်ပေးလိုက်တော့တာတစ်ဖက်မှာလည်း SEO နဲ့ ATA တို့ရဲ့ memory 100% synchronization ဖြစ်သွားတဲ့အချိန်မှာ animate set ထဲက Clay က Desmond ရဲ့စိတ်ဝိညာဉ်မပျက်စီးရအောင်လို့သူ့ကိုယ်သူပေးဆက်ဖြတ်စည်းလိုက်ပြီး Desmond ကို animate set ထဲကနေပြန်လည်နိုးထလာနိုင်အောင်ကူညီပေးခဲ့တယ်။ SEO ပြန်ရလာတဲ့တော့ငါးချောင်းကိုယူပြီး Sophia နဲ့အတူ Massive ရဲတိုက်ကြီးစီပြန်သွားတော့တာဂူဗိမန်စာကြီးတိုက်ကြီးရဲ့တက္ကမကြီးရှိမှတော့တဲ့ချောင်းစီကိုထည့်သွင်းလိုက်တဲ့အခါမှာတော့ဘုံဆိုပြီးရှေးရောက်နှီးပညာတကားကြီးပွင့်သွားတော့တာဆိုဖီယာကအပြင်မှာစောင့်နေခဲ့ပြီးအဲဇီကတော့မီးတော့ကိုကင်ပြီးမြေရောက်ဂူဗိမန်အထဲကိုတယောက်တည်းတိတ်တဆိတ်ဝင်သွားတော့တာအဲ့ဒီစာကြီးတိုက်ကြီးထဲမှာစာအုပ်တွေစာရွက်စာတမ်းတွေဘာမှမရှိဘူးစာကြီးတိုက်ရဲ့အလဲဘဟုကလထိုင်ပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း300နီးပါးကငင်းကျန်းစွာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ဂိုင်းချုပ်ကြီးအထာရဲ့အယိုးတွေနဲ့ရုပ်ကလပ်ကြီးကိုတွေ့လိုက်ရတာပါပဲ။ SEO ကအထာရဲ့ရုပ်ကလပ်ရှေ့မှာဒူးထောက်လိုက်ပြီးစာအုပ်တွေမရှိဘူးအမှန်တရားတွေပဲရှိတယ်။ agent ဆိုတာအနားယူပါတော့ master အထာယာဆိုပြီးအလေးပြုလိုက်တယ်။အထာရဲ့လက်ထဲကနောက်ဆုံးတော့တဲ့ချောင်းကိုယူကြည့်လိုက်တော့အထာကသားဖြစ်သူဒါရင်ကိုနှုတ်ဆက်အေဒင်ရဲ့ပန်းသီးကိုဝှက်ထားခဲ့ပြီးကလထိုင်ပေါ်မှာ agent ဆိုတာတေဆုံးသွားခဲ့တဲ့နောက်ဆုံး memory ကိုမြင်တွေ့လိုက်ရတယ်။SEO လည်းအထာယာဝှက်ထားခဲ့တဲ့ရွှေရောင်တောက်ပနေတဲ့အေဒင်ရဲ့ပန်းသီးကိုတွေ့သွားခဲ့ပေမဲ့မကန်ကြည့်တော့ပဲဒီနေရာမှာပဲဆက်လက်သိမ်းဆည်းထားခဲ့ဖို့ဆုံးဖြတ်လိုက်တော့တယ်။ပြီးရနဲ့သူ့ရဲ့ hidden blade နဲ့လက်နက်တွေကိုမြေကြီးပေါ်စုပုံချွတ်လိုက်ပြီးအပေါ်မော့ကြည့်ရင်းနဲ့စကားဆပြောလိုက်တယ်။ငါရဲ့ဘဝမှာငါဟာသတင်းစကားပို့ဆောင်ပေးသူတယောက်တသားပဲဖြစ်တယ်ဆိုတာကိုငါနားလည်သွားခဲ့ပြီ။ငါမင်းကိုမမြင်ရအောင်။မင်းဘယ်သူဆိုတာလဲငါမသိဘူး။ဒါပေမဲ့မင်းနားထောင်နေမယ်ဆိုတာငါယုံကြည်တယ်။ Desmond
ငါရဲ့တိုက်ပွဲတွေငါရဲ့ဘဝခီးလန်းတွေအားလုံးပြီးဆုံးသွားခဲ့ပြီငါရဲ့မိကုန်းတွေအတွက်အဖြေကိုတော့မင်းရှာဖွေနိုင်လိမ့်မယ်လို့ငါမျှော်လင့်ပါလားဒီကဘာကြီးကိုကယ်တင်ပေးပါ Desmond ဆိုပြီး Animal ဆက်ထဲကနေသူ့ memory ကိုကြည့်နေတဲ့ Desmond မိုင်းစီဓာတ်ရိုက်စကားပြောလိုက်တော့တာအဲ့အားလည်းပြီးရော Ezio တယောက် Assassin ဘဝကနေအပြီးသက်အနားယူပြီး Sophia နဲ့အတူတာမန်လူဖြစ်ငြိမ်းချမ်းတဲ့ဘဝတစ်ကိုစတင်ခဲ့တော့တာ Desmond ရဲ့စိတ်အာရုံထဲမှာတော့ရှေးဦးမျိုးစုနွယ်ခေါင်းဆောင်ဖြစ်တဲ့ Jupiter ပေါ်လာပြီးလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကဘာကြီးနေအောင်ကြီးအပူတိုင်းကြောင့်ပျက်စီးခဲ့ရပုံတွေနဲ့2012ခုနှစ်မှာဒုတိယအကြိမ်ကဘာမပြတ်အောင်တားဆီးပေးနိုင်မဲ့အဓိကစခန်း The Grand Temple ရှိရာနယူးယောက်မြို့ကနေရာအတိအကျကိုပြသပေးလိုက်တာဖြတ်ခနဲဆိုအပြင်လောကမှာမေမျောနေတဲ့ Desmond မိုင်းမျက်လုံးပွင့်နိုးထလာတော့တာ Desmond မိုင်းရဲ့ဘေးမှာသူ့အဖေ William ရှောင်းနဲ့ Rebecca တို့ရောက်နေကြပြီ Desmond ကသူ့လက်မောင်းကိုကြည့်ရင်ငါဘာလုပ်ရမလဲဆိုတာသိသွားပြီဆိုပြီးပြောလိုက်ပါတော့တာကဲဒါကတော့ Assassin's Creed ရဲ့သမိုင်းဝင် masterpiece ဖြစ်တဲ့ Ezio ရဲ့စသိမ်းပိုင်း Assassin's Creed Revelation တစ်ခုလုံးရဲ့စိတ်လှုပ်ရှားပွဲဇာတ်လမ်းပဲဖြစ်ပါလားဆယ်ကျော်သက်လူပြိုတို့ဘဝကနေစပြီး Master ခုပိမှန်ရဲ့အထာရဲ့ရုပ်ကလပ်ရှိထိ Master Assassin တရားအနေနဲ့ပေးဆက်ခဲ့တဲ့ Ezio ရဲ့ဘဝခီးလန်းတစ်လျှောက်လုံးကိုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါလားနောက်ထပ်အနာဂတ်2012မှာကဘာပြတ်မဲ့ဘေးဆိုးကိုတားဆီးဖို့ Desmond တို့အဖွဲ့ Grand Temple စီတွားကြမယ် Assassin's Creed 3ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ဗီဒီယိုလေးကို like share and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ဗီဒီယိုတစ်တွေမှာပြန်တွေ့ကြမှာ